ခေါင်းစဉ်အေဒါကြီးမြို့နယ်အတာကြီးစီတီတို့ပြောင်းရွှေ့လာကြသူများအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့အေဒါကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတက္ကီးရွေအိုစေကူတာရေးနဲ့ပင်စင်ဌာနခွဲမှာဖြစ်ပါတယ်အခုကစပြီးဂျပန်နိုင်ငံရဲ့နိုင်ငံတော်ပင်စင် National Pension အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်နိုင်ငံတော်ပင်စင်စနစ်ဆိုတာပါလေနိုင်ငံတော်ပင်စင်ဆိုတာဂျပန်နိုင်ငံမှာနေထိုင်သူအလုံးကငွေကြေးအာမခံကြေးကိုအတူတကွစုဆောင်းပြီးနေထိုင်မှုဘဝအတွက်အပြန်အလှန်ကူညီကြတဲ့စနစ်ဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါပြင်းထန်တဲ့ယောဂဒါမှမဟုတ်ထိခိုက်ဒဏ်ရာကြောင့်မတန်ဆွမ်းဖြစ်သွားတဲ့အခါဒါမှမဟုတ်ကွဲလွန်သွားတဲ့အခါမိမိကိုယ်တိုင်ဒါမှမဟုတ်မိသားစုကငွေကြေးအထောက်အပံ့အရာရှိနိုင်ပါတယ်။ဂျပန်နိုင်ငံမှာစိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့အတွက်အရန်ကိုအရေးကြီးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။စနစ်တွင်ပါဝင်ရမည်သူများဂျပန်နိုင်ငံမှာနေထိုင်တဲ့အသက်20ကနေ59နှစ်အတွင်းရှိသူတိုင်းဟာဘယ်နိုင်ငံသားဖြစ်ဖြစ်နိုင်ငံတော်ပင်စင်မှာမဖြစ်မနေပါဝင်ရမှာဖြစ်ပါတယ်။အလုပ်ခွင်မှာအလုပ်သမားပင်စင်ခိုးစေးနှင်ကင်ထဲ့ဝင်နေသူများဒါမှမဟုတ်အလီလူရဲ့မိခိုတို့ဇနီးခင်ပေါ်မဟုတ်သူများအနေနဲ့အဒါချီမျိုးနယ်ယုံဒါမှမဟုတ်ပင်စင်ယုံမှာစည်ရင်းပေးသွင်းတဲ့လုပ်ငန်းစဉ်ကိုလူဆောင်ပေးကြပါနိုင်ငံတော်ပင်စင်ဝင်ပြီးရင်အာမခံကြေးပေးဆောင်ဖို့တာဝန်ရှိပါတယ်။အာမခံကြေးမပေးဆောင်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများအာမခံကြေးမပေးဆောင်ရင်အခက်အခဲလေးရှိလာနိုင်ပါတယ်။ပထမတစ်ခုကတော့ဗီဇာနေထိုင်ခွင့်အပေါ်သက်ရောက်မှုဖြစ်ပါတယ်။အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားရမှာခွင့်ပြုချက်မရတာမျိုးရှိနိုင်ပြီး2029ခုနှစ်ဇွန်လကစပြီးဗီဇာသက်တမ်းတိုးလို့မရတော့ဘဲဂျပန်မှာဆက်လက်နေထိုင်နိုင်ခြင်းမရှိတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။ဒုတိယတစ်ခုကတော့ယောဂဒါမှမဟုတ်ထိခိုက်ဒဏ်ရာကြောင့်မတန်ဆွမ်းဖြစ်တဲ့အခါရတဲ့မတန်ဆွမ်းပင်စင်နဲ့အသက်ကြီးတဲ့အခါရတဲ့သက်ကြီးပင်စင်စတာတွေကိုရရှိတော့မှာမဟုတ်ပါဘူး။ဒါအပြင်အာမခံကြေးကိုမပေးဘဲထားမယ်ဆိုရင်ပန်းစင်ရင်ကဲ့သို့သောပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းခံရတာမျိုးလည်းရှိနိုင်ပါတယ်။အရေးကြီးသောအသေးပေးချက်ကင်းလွတ်ခွင့်စနစ်စသည်တို့ငွေကြေးအခက်ခဲကြောင့်အာမခံကြေးပေးဆောင်ဖို့ခက်ခဲနေတဲ့အခါလာရောက်တိုင်ပင်ဆွေးနွေးပြီးပါကင်းလွတ်ခွင့်နဲ့ဆိုင်းငံ့ခွင့်စနစ်ဝင်ငွေနဲ့တဲ့အခါလျှောက်ထားပြီးခွင့်ပြုချက်ရရင်ပေးဆောင်စရာမလိုတာဒါမှမဟုတ်နောက်မှပေးဆောင်တဲ့စနစ်ကိုပြောင်းလဲနိုင်ပါတယ်။ကျောင်းသားများအတွက်အထူးအခွင့်အရေးထပ်မံထားတဲ့ကျောင်းဒီမှာတက်ရောက်နေတဲ့ကျောင်းသားတွေကလျှောက်ထားပြီးခွင့်ပြုချက်ရရင်နောက်မှပေးဆောင်တဲ့စနစ်ကိုပြောင်းလဲနိုင်ပါတယ်။ပင်စင်ငွေပြန်ထုတ်ယူခြင်း lump sum withdrawal payment မိမိနိုင်ငံကိုပြန်တဲ့အခါထပ်မံချက်တင်နဲ့ကိုက်ညီရင်စုဆောင်းထားတဲ့ငွေရဲ့တစ်စိတ်ပိုင်းကိုပြန်လည်ရရှိနိုင်ပါတယ်။လူမှုဖူလုံရေးသဘောတူညီချက်ဂျပန်နဲ့မိမိနိုင်ငံနှစ်ဖက်စလုံးမှာပင်စင်ကြေးနှစ်ထပ်ကွာမပေးရအောင်သဘောတူညီချက်ရှိတဲ့နိုင်ငံတွေလည်းရှိပါတယ်။အသေးစိတ်နဲ့လုံထုံးလုံနည်းများအသေးစိတ်အချက်လက်တွေကိုအတချီမြို့နယ်ရဲ့ website မှာကြည့်ရှုဖေးပါအရေးကြီးတဲ့လုပ်ငန်းစဉ်တွေကိုမမေ့မလျော့ပဲလှုပ်ဆောင်ကြပါစို့မတိတာရှိရင်အချိန်မရွေးလာရောက်တိုင်ပင်နိုင်ပါတယ်။